နဲ့မလောက်တော့ဘူးအပေါ်ဝင်တစ်ခုရှိကိုရှိရတော့မယ်ဆိုရဲသူတွေအတွက်ဒီဗီဒီယိုလေးကိုအဆောင်ဆုံးကြည့်ရှုနေဖို့ကျွန်မကနေပြီးတော့တောင်းဆိုချင်ပါတယ်ဆိုတော့ကိုရေးစီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကိုဆက်တော့ sharing လုပ်ပြပါအောင်ဒီပေါ့နော်ကိုရဲ့ဒီအားလက်တဲ့အချိန်လေးဒီမှာစက္ကန့်အင်ခန်းနေတယ်နော်ပုံဝင်ရကြလို့ဆိုရင်ကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးကိုဆက်လက်ပြီးတော့ဆောင်းချစ်ပေးဖို့ဖိတ်ခေါ်ပါရစေပါတယ်ဒီအတွက်ကြောင့်ကျမတို့လက်ရှိလုပ်ကိုင်နေတဲ့ global digital စီးပွားရေးရဲ့အခွင့်အလမ်းလေးတွေကိုအနေငယ်နဲ့ sharing လုပ်ပေးသွားချင်တာလည်းဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒီစီးပွားရေးမှာကျမတို့အသက်အရွယ်ဘယ်လောက်ထိလုပ်လို့ရလဲဆိုတာကိုအခုကနေပြီး sharing လုပ်ပေးပါဦးဟုတ်ကဲ့ပါဒီလုပ်ငန်းမှာကြတော့နော်သက်ဆက်ရှင်နဲ့ပြည်တယ်ဆိုရင်မြည်သူမဆိုပေါ့နော်လုပ်ကိုင်နေရတဲ့လုပ်ငန်းလေးဖြစ်တဲ့ကြာမရေးငိမ့်မှမလို့ပေါ့နော်ပြီးတော့ကလေးငယ်တွေရောပေါ့နော်ဒီလုပ်ငန်းကိုဝင်ရောက်ပြီးလုပ်ကိုင်နေရတယ်ဘာတွေလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလိုက်တော်လေးတွေနဲ့ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းရဲ့ခွင့်လန်းလေးတွေကိုမျှဝေပေးရုံနဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဒီလိုမျှဝေတဲ့အခါမှာကျွန်တော်တို့မလုပ်တတ်မှာကိုပူပင်စရာမလိုပါဘူးကျွန်တော်တို့ဒီစီးပွားရေးစတင်လို့ရအတွက်ကိုကျွန်တော်တို့ training site ဆိုတာကိုလည်းထားရှိပေးထားပါတယ် training သွားတဲ့အခါမှာနားမလည်မှာလည်းစိတ်ကူးစရာမလိုပါဘူးမိတ်ဆွေကိုကူညီပေးမယ်ကျွန်တော်တို့ mentor နဲ့ coach ဆိုတာလည်းရှိတယ်ဒါအပြင်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းအမြဲတမ်းကူညီပံ့ပိုးပေးနေတာဖြစ်တဲ့အတွက်မလုပ်တတ်မှာစိတ်ကူးစရာလုံးဝမပေးပါဘူးဟုတ်ကဲ့ပါဒီလုပ်ငန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကို step by step ပြင်နေတွေကနေတော့မှလုပ်ငန်းရဲ့အသေးစိတ်ချက်လက်လေးတွေလုပ်ငန်းနဲ့ပတ်ပုံလေးကအစအကုန်လုံးကိုကျွန်တော်တို့ film site ကနေပြီးတော့သွားပြီးတော့ပတ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဟိုကလုပ်ငန်းနဲ့ပတ်သက်ပြီးတွေ့ကြုံရှိရင်တော့မှလုံးဝဆိုရင်ကြံရှိပါဘူးဆိုတော့ကျွန်တော်လည်းညှောက်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီစီးပွားရေးမှာကျွန်တော်တို့စီးပွားရေးတစ်ခုလုံးရဲ့100%လုံးမှာ90%လုံးကိုတော့ကျမတို့မလုပ်ချင်တဲ့အရာတွေကျမတို့မလုပ်နိုင်တဲ့အရာတွေကို system နဲ့ရှေ့ဆက်ပြီးလုပ်ပေးထားတာဖြစ်တဲ့အတွက် system ကအဲ့ဒီအရာတွေကျမတို့ကိုအလုပ်လုပ်ပေးနေတာဖြစ်တယ်ကျမတို့မလုပ်ချင်တဲ့အရာတွေကတော့ကျမတို့ဈေးတွေရောင်းချင်ဘူးဒါကြောင့်ဈေးတွေရောင်းစရာမလိုဘူးလူတွေဆွဲစရာလည်းမလိုဘူးပြီးတော့တအိမ်ဝင်တအိမ်ထွက်ကျမတို့မိတ်ဆွေတငယ်ချင်းတွေလည်းကျမတို့ပစ္စည်းတွေဝယ်ပါအောင်လားလို့မိတ်ဆက်စရာမလိုဘူးပေါ့နော်အဲ့ဒီအတွက်ကို system ကကျမတို့အလုပ်လုပ်ပေးနေတာဖြစ်တယ်ဒါအပြင်ကျန်တဲ့100%လုံးကိုတော့ဘာတွေလုပ်ကြရတာလဲဟုတ်ကဲ့ပါကျန်တဲ့100%လုံးကတော့ကျွန်တော်တို့နေ့စဉ်နဲ့ပေါ့ညပါတော့ကျွန်တော်ရဲ့ page မှာကျွန်တော်တို့ like တော်လေးလုပ်နေပြီးတော့ post တွေပြင်ပေးရမယ်ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်တာလေးတွေပေါ့နော်ကျွန်တော်တို့တည်တယ်လို့လုံးပြဖို့ပြရမယ်ဖြစ်ပါတယ်ဒီ 10% တွေတော့ကျွန်တော်တို့ကခြေပေါ်အောင်လို့ကျွန်တော်တို့ပတ်သက်လို့ဆောင်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လေ့လာကြည့်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ဟုတ်ပါတယ်ကျမတို့ဒီစီးပွားရေးရဆိုလို့ရှိရင်နိုင်ငံပေါင်း26နိုင်ငံမှာရုံးပွဲပေါင်း43ခုကိုဖွင့်လှစ်ထားရှိပြီးဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒါစကံဖြစ်မှာလည်းစိတ်ပူစရာမလိုပါဘူးကျမတို့ဝင်ငွေရလာတဲ့အခါနှစ်စဉ်နှစ်တိုင်းအခွန်ဆောင်ရတဲ့တရားဝင်စီးပွားရေးဖြစ်တဲ့အပြင်ကျမတို့ဒီစီးပွားရေးရဲ့အကျိုးမြတ်တွေကဟုတ်ကဲ့ပါဒီစီးပွားရေးအကျိုးမြတ်တွေကဆိုရင်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီမိတ်ဆွေ founding တွေပေါ့နော်တိုးလာတယ်ပြီးတော့ကျွန်တော်တို့အတိတ်ပညာဟုတ်တူတာတွေပေါ့နော် social media ဘိုင်းရဲ့ update တွေတော့ကျွန်တော်တို့ဒါတွေလည်းသိရှိလာတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီဝင်ငွေရရှိလာတဲ့จุดတယ်ငွေဆိုရင်လည်းကျွန်တော်တို့ဒီ unlimited ဆိုတော့ဒါမျိုးတွေရရှိတဲ့จุดတဲ့ project လို့ဒီလုပ်ငန်းကတကယ်ကိုမှခိုင်မာမှုရှိပြီးတော့တရားဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချင်းကိုကျွန်တော်အနေနဲ့အားလုံးကိုပြခေါ်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကိုအသက်ကြီးလာတဲ့အချိန်ပဲဖြစ်ဖြစ်ကိုမလို့ရှင်တော့တဲ့အချိန်လေးမှာဆိုလို့ရှိရင်ကိုမအသက်16နှစ်ပြည့်ပြီးသားဖြစ်တဲ့ကိုရဲ့သားသမီးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျမတို့ကအမွေအနှစ်နဲ့ပြန်လည်လွှဲပြောင်းပေးလို့ရတဲ့စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မိဘရဲ့မြတ်တာကိုပေါ်ကြီးကကြားတဲ့ဒါစီးပွားရေးလည်းဖြစ်တဲ့အပြင်ကျမတို့တခြားသောခံစား권တွေဖြစ်တယ်ကျွန်တော်တခြားသောခံစား권တွေကတော့ပေါ့နော်ဝင် retire plan ပေါ့နော် retire plan တော့ကို$9,000နဲ့စပြီးတော့ပေးတာဖြစ်တယ်ဒီအပြင်ပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာမူတည်ပြီးတော့ limit ဝင်ခံပေါ့နော်ဒီတွေကရရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရောင်းကတကယ်ကိုကောင်းမွန်တဲ့ဆိုအကြောင်းကိုနားလည်နေဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ယခုလက်ရှိရောက်နေတဲ့နေရာဒီဒါကျမတို့ရဲ့ office ဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျမတို့ဘယ်နိုင်ငံမှာပဲနေနေဘယ်နေရာပဲသွားခရီးတွေပဲသွားကျမတို့ရဲ့ဒီစီးပွားရေးကိုတပါတဲ့တည်ယူလုပ်ဆောင်ရတဲ့စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်ကျမတို့အရန်ကို flexible ရတဲ့စီးပွားရေးဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကဒီလုပ်ငန်းကိုရောက်ရှိတဲ့နေရာတိုင်းမှာကိုတိုင်းဖုန်းတစ်လုံးနဲ့ laptop internet wifi ရှိတယ်ဆိုရင်ကျွန်တော်တို့ stop following ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်
โอเคပါကျမတို့ဒီစီးပွားရေးကိုသဘောကျတယ်ကြိုက်တယ်ဝင်ရောက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဗီဒီယိုလေးအောက်မှာနံပါတ်လေးကိုနှိပ်ပါဒါဆိုလို့ရှိရင်တော့ကျမတို့ရဲ့ website ကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေကကျမတို့ရဲ့ဒီ website မှာနာမည်နဲ့ email ကို register ဖြစ်ပြီးတော့အခမဲ့ webinar လေ့လာဖို့ကျမကဖိတ်ခေါ်ပါတယ် webinar လေ့လာတဲ့အခါမှာကျမတို့ရဲ့ဒီစီးပွားရေးဒီနိုင်ငံတကာအသီးသီးကမိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ဘာသာစကားကတော့ webinar ဒီ English လို့ဖြစ်ပါတယ်အကယ်၍ကျမမိတ်ဆွေတကယ်ချင်းတွေကမြန်မာလိုလေးပုံပြီးလေ့လာခြင်းနဲ့ဆိုရင်လို့ရှိရင်တော့ကျမတို့ရဲ့ page အသီးသီးမှာဝင်ရောက်လေ့လာပြီးတော့တောင်းယူလို့ရတယ်လို့ကျမတို့ဒီ video ရဲ့အောက်မှာ comment လေးမှာလည်းဝင်ရောက်ပြီးတော့တောင်းယူလို့ရမယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ကျမတို့ရဲ့ဒီစီးပွားရေးအခွင့်အလမ်းလေးကိုဒီမှာနေမယ်အဆုံးသတ်ပြစီဒါကြောင့်အပေါ်ဝင်ဝင်တစ်ခုလည်းနဲ့အဆင်မပြေတော့ဘူးဝင်ငွေတစ်ခုလည်းနဲ့အဆင်မပြေတော့ဘူးအပေါ်ဝင်ငွေရကျင်နေဆိုတဲ့ message တင်ခြင်းတွေကျမတို့လို့ဖူးတိုင်းအလုပ်တစ်ဖက်နဲ့လေအိမ်မှာတတမီတွေကိုဆောက်ရှောက်ရင်းနဲ့ကလေးမလေးတွေပေါ့နော်တတမီတွေကိုဆောက်ရှောက်ရင်းနဲ့ magic channel နဲ့ပဲကိုယ့်ရဲ့ alerted channel တွေမှာဒီစီးပွားရေးတွေပေါ့နော်ဝင်ရောက်လုပ်ကိုင်နေရလို့ရှိတဲ့အကြောင်းကိုကျွန်တော်မော်ဒမတယောက်ကနေပြီးတော့ညောင်းပေးတော့ချင်ပါတယ်တဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်